ညောင်မင်းကြီးညောင်မင်းလေး ညောင်မြဈေးဖွဲ့ပြန်အောင်လိုက်အော်ညောင်မြကြီးပဲပြောလိုက်နော်ညောင်မြဈေးဖွဲ့ပဲရေးတယ်ကဲညောင်မြမြို့ဈေးအဖွဲ့မှာဦးအေးမြင့်ဒေါ်ခင်ဝင်းမိသားစုညောင်မြဈေးအဖွဲ့ဦးလာဝင်းဒေါ်ညွန့်မိသားစုညောင်မင်းကြီးညောင်မင်းလေးဈေးကိုသိန်းလွေမတ်ရင်တန်မိသားစုညောင်မင်းကြီးညောင်မင်းလေးဈေးမြောင်မြဈေးအဖွဲ့မိသားစုကနေပြီးတော့မုံမျိုးစုံပူတင်းမို့ပေါင်မုတ်ကျွတ်ရန်ရန်ခေါက်ဆွဲအပါဘူးရေတန်ဘူးအခုအထည်မျိုးစုံပြည်နယ်ရှစ်လုံးခန့်လာရောက်လူတန်းသွားပါတယ်ကျွတ်နဲ့လည်း9လုံးခန့်ပါပါတယ်ပြည်နယ်ရှစ်လုံးခန့်ပါပါတယ်ကြီးနေဆက်ပြီးတော့ဆက်ရှင်ရတဲ့နေလို့ဘယ်လိုဝိုင်းလဲနော်ဘာခိုင်းတယ်တော့ဘယ်လိုရောက်မှာဘာလို့ခဲတော့ဒီမှာကိုဘောရနေရလဲအဲ့ဒီအကောင်ကအပေါ်လုံးကတော့မိုးရိနာဘာလာနာဘယ်လိုဖြစ်နေနော်အဲ့တော့ဒီလိုဆင်းတော့ဒီမှာထိုင်တော့ခဏတော့ပဲနေလို့ပါလိပေါ်နေတယ်ကျွန်တော်ကဘာမှမလုပ်ဘူးလား။အမေတို့အပြင်ကနေတော့ဘာသာရေးမှာပတ်ပြီးတော့ဆက်နေတယ်နော်။တော့စိတ်တော့ကြောက်တယ်။ဘာသာရှင်တွေကတော့ဘောလို့ဘောလို့ဒီလိုမျိုးစိတ်ကပေါ်နေတယ်လုံးပါကြောက်ကြောက်ကြောက်တော့ဘာလို့တော့ချိန်ပြီးတော့ကျွန်တော်ပြောတာဘယ်လောက်ရှိလဲဟုတ်တယ်နော်
ဒါနဲ့ပြဘယ်ရောက်ရောက်မှမရဒီကောင်ကြီးဒီကတော့ပြောင်းသွားမသိဘူးပရမဒနိုင်လို့ကျွန်တော်ကဘောဝပြီးတာဆိုတော့ဘယ်သူမှတော့ကြားလို့မရဘူးဟုတ်တယ်မလားနော်အဲ့တော့ကုသိုလ်ကံပြရတာဖြစ်ကြတာတော့ခေါ်တယ်ပါနော်ဟိုပြေဆုံးသွားတဲ့လူတွေကလည်းဒါကုသိုလ်ကံရပြီးတော့ဟာလားဒီနေ့ကမှဟာလားဒီဘုခေါ်တယ်ကဒီနေ့ကုသိုလ်စီသွားတာခေါ်တယ်အဲ့တော့ဘယ်လိုကြံခဲ့တဲ့လူတွေကလည်းတစ်ချက်ကြံခဲ့တဲ့လူတွေကလည်းကံကောင်းလို့ဒါကြံခဲ့တာခေါ်တယ်နော်အဲ့တော့ရှေ့ကိုဆက်ပြီးတော့ရပ်တည်ဖို့အတွက်စာရေးအတွက်ဝိနည်းအတွက်ဒီနည်းအတွက်တော့ဒါတွေကလိုလာတယ်အဲ့တော့ဒီလာသက်ဆိုင်ရာတိုင်းရတယ်ကျွန်တော်တို့နိုင်ငံတော်လည်းအကုန်လုံးကျွန်တော်တို့အောက်ကိုရှင်းလာပြီးတော့ဘောဓာတွေကူညီပေးဖို့အတွက်ကျွန်တော်တို့ရှင်းကြတယ်ရှင်းလာတော့ကျွန်တော်ဝိုင်းလို့အခိုက်အတန့်တော့ဟာလာဒီနောက်ကတော့ကတော့လည်းတွေ့ဟာလာဒီစာရေးအတွက်သိရေးအတွက်ဘယ်လိုလဲတော့တို့ဘာလို့တက်ပြီးဒီကွာစားတောင်းနေနေတိုင်းခံလို့တော့ဆက်နိုင်တော့ဒီတော့အာနာတိုင်းကတောက်တည်နေတော့ဒီစားတွေပုံပေးပါမလားနော်ဝင်းချုပ်နော်နိုင်ငံတော်ဝင်းချုပ်ဒီတယောက်တန်းသားပဲနော်ကျွန်တော်လည်း AR တိုင်းသားပဲဒီမှာနေမှာလည်း AR သားပဲရုပ်သေးဘူးရုပ်သေးကြောက်နေတော့ကိုယ်အမျိုးတွေရုပ်ပြူသေးတာကိုကျွန်တော်တို့မှမကြည့်နိုင်ဘူးကျွန်တော်တို့ဒီမှာဒုက္ခရောက်နေတာလေဒါလို့ပြောတော့ကျွန်တော်တို့ဘာသာတွေလုပ်ပြီးတော့နော်ကျွန်တော်တို့ရန်ကုန်မှာမျိုးကြီးတစ်မျိုးလုံးကအကုန်လုံးလည်းလုပ်ဖြစ်နေတယ်အကုန်လုံးဖြစ်သွားတယ်ကျွန်တော်တို့မျိုးဖြစ်နေကြတယ်နော်တိုက်လို့နေရတယ်အဲ့တော့ဒွေပဲမဟုတ်ပါလားကျန်တဲ့ဒီနေမျိုးကျွန်တော်ဒီတော့ဖြစ်တာပါလားဒါနဲ့ဖြေရပါမယ်နော်တော့ဝယ်စားမရှိတဲ့လူပေးမယ်တော့ခုနစားဖို့အတွက်ခုနကလူတတ်တယ်လို့အများဆုံးဆိုတော့အောင်းနေမှာတော့ပေါင်းမယ်ပေါ့ဒါနဲ့လက်တော့ဆိုတော့မရှိအောင်လုပ်ပြီးတယ်ဒီကနော်ဒါကလေးပြည်တော့ဒီကြားစာမျိုးကြီးပါလေဘုရားတို့ကလေခင်ဗျားတို့ပြန်ဆုတ်ဖက်ရမှာဆုတ်ဖက်ပြီးခင်ဗျားတို့လှုပ်ရှားနေတယ်ဟိုချက်ချိုးရတယ်ပြန်ပြီးထောင်ပြီးတော့ကိုယ့်ဘာလို့စားအင်တာချင်းတွေပါလေကိုယ့်ဘာကိုတူရမယ်အဲ့တော့ချက်တယ်လို့အုပ်ခေါင်းဆောင်တွေနဲ့ရွေးထားအောင်ကိုယ့်ဘက်ကတော့မှတို့ခေါင်းဆောင်တွေရှိရမယ်နော်အဲ့လိုပြီးတော့မှအားလုံးပြန်ဖွဲ့စည်းပြီးတော့မှလုပ်ရမယ်အခုကတော့ခင်ဗျားတို့လာတော့ဆိုတော့ဒီလိုဖြစ်နေတာခဏကြာရွာအလိုက်ဘာလိုက်ခေါင်းဆောင်နဲ့ဗာနဲ့ညာနဲ့အားလုံးလုပ်ပြီးတော့ဘုရားကအားလုံးလုပ်ပြီးခင်ဗျားတို့ကအခုကဘာမှမပါဘူးကျွန်တော်တို့ကဒါတွေအခုလာပြီးတော့ကြည့်သွားတာခမင်းစားဖို့အတွက်ဇလုံးကအစလုပ်မယ်ရေသွားဖို့အတွက်မခွက်ကအစလုပ်မယ်ဘလောက်စိတ်ဘုံကအစလုပ်မယ်ဟုတ်တယ်မလားခမင်းကျွေးဦးတော့ခင်ဗျားတို့လက်ကုန်းနဲ့ခံနေစားလို့ကမရဘူးဟုတ်လားနော်ဒါတွေကျွန်တော်တို့ပြန်သွားတယ်လည်းအများဆုံးပြအောင်လုပ်ပြီးတော့နော်အစီပြောမျိုးကလွေတဲ့ဒုက္ခရောက်နေတယ်သူလည်းပြစ်စီတာဟုတ်ဗျာနော်အဲ့လိုဝိုင်းလို့ရမယ်နော်ဘုရားလည်းဒုဖြစ်ထားတယ်လို့မတင်နဲ့သူတို့ကိုလိုက်ကလည်းဒုက္ခရောက်နေတဲ့အတိုင်းပဲဘယ်လိုကဘိုးကားတွေဘာမှမဖြစ်တာဟုတ်နော်မာတတ်တယ်အဲ့တော့ကျွန်တော်တိုင်းရနေကိုဝင်ပြီးတော့ပြင်ပေးနေတယ်ခရိုင်ရနေပြင်နေတယ်ဟိုကနေပြီးတော့နိုင်ငံတော်အဆင့်ကနေကျွန်တော်တို့ဆင်းလာပြီးတော့ခင်ဗျားတို့ပြည်ဖို့တာဆင်းလာပြီးဒါတွေတို့လုပ်ပေးရမယ်ဒါကြီးနေအများဆုံးကျွန်တော်လုပ်ပေးမယ်နော်ဒါဟုတ်ပြီနော်ဒီဘောရကပ်ပြီးခေါရုံးမြပဲတော့မှကဲကိုရေစားဝင်မယ်လေနောက်ဘက်ကိုရေစားဝင်မယ်တို့ဒီမှာတော့မဟုတ်ဘူးတရားတစ်ခုတည်းပဲတရားတစ်ခုတည်းပဲဘလို့ဝင်ဝိုင်းအောင်တော့ကြည့်ရအောင်တရားတစ်ခုတည်းပဲအဲ့နောက်ဆောင်တရားတစ်ခုတည်းပဲတရားတစ်ခုတည်းပဲမလာဝင်ရပေးမယ်တောင်းမရဘူးလေကားဟိုးဖြစ်ကုန်နေ